Buongiorno a tutti, Minglava, buongiorno Multilingual Centerမှာကြိုဆိုပါရစေ Sarah Professor Lex ပါနေ့ဆရာကအိမ်ထဲမှာရှိတဲ့အသုံးဆောင် prevost ကပစ္စည်းလေးတွေရဲ့နာမည်ကို Italy လို့ဘယ်လိုခေါ်လဲဆိုတာလေးတွေကိုဝေဖန်ပြမှာဖြစ်ပါတယ်။အဲ့ရာကို il letto ဆိုတာက bed ကိုပြောတာပါ။ il cuscino ဆိုတာက pillow ခေါင်းကိုပြောတာပါ။ il lenzuolo ဆိုတာက bed cover ကိုပြောတာပါ။ la coperta blanket ဆောင်းကိုပြောတာပါ။ il comodino bedside table အပူလေးကိုပြောတာပါ။ la lampada မြေအိမ်ကိုဇွဲတဲ့မြေအိမ်လေးကိုပြောတာပါ။ l'armadio wardrobe ပြီးတော့ကိုပြောတာပါ။ la scrivania ဆိုတာက desk เนาะစာကြည့်စပွဲကိုပြောတာပါ။ la tenda cutting လိုက်ကောက်ပြောတာပါ။ la tacapani အင်ကြီးချိတ်တွေကိုပြောတာပါ။ il tappeto ကောဇောပြောဖြစ်ပါတယ်။ဆရာဒီလာကုံမှာနေရာဒီကျောင်းပြည့်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားလေးတွေရွေးပြီးတော့3လ Italian basic သင်တန်းလေးကိုဖွင့်ပြမှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ဒီဆရာ3လသင်တန်းလေးကိုဖွင့်ခဲ့ပါတယ်။ဒါပေမဲ့ဒီမှာကျောင်းသားလေးအတွက်3လသင်တန်းကိုဖွင့်ပြမှာဖြစ်ပါတယ်။လူကြီးအတွက်ကောတစ်ချိန်ကလေးအတွက်တစ်ချိန်ဒီတန်း2ချိန်ခွဲပြီးတော့ဖွင့်မှာဖြစ်ပါတယ်။ ကဲပျော်ရွှင်တဲ့ဤဒီဇာသင်ကြဖို့ဆရာလေးဆက်တော့ကြစို့ချာတူတီ